တရုတ်ခောက်ဆွဲကြော်ကြော်နီးလေးမြောက်ဝေပေးပါမယ်ခောက်ဆွဲကို3ထပ်သားလေးနဲ့နူးညံ့ဣဆက်မွေးနေအောင်ကြော်မှာပေါ့နော်ပြင်ဆင်ထားမှာတော့အသီးရွက်ဆုံဆုံလေးနဲ့မှုတို့ကြွက်ရွက်တို့နော်3ထပ်သားကိုじゃပြုတ်ထားပါစကြော်ရင်ကြက်ဥချောင်းလေးတွေကိုကြော်အောင်ရင်ကြော်မယ်ပြီးတော့3ထပ်သားနဲ့ကြက်သွန်ပြူမွေးအောင်လိမ့်မယ်မွေးပြီဆိုရင်အသီးနှံလေးတွေကိုမီးပူတိုက်ပေးပါမယ်ရေ6နေဖို့လိုပါတယ်ပြီးတော့စားတရားချက်သားမုံရယ်ခီးယူစီရယ်ကြာညိုးအချိုရယ်အငံရယ်ထည့်မယ်ပြီးတော့အယိုးပြုတ်ရည်လေးထည့်ပြီးတော့နှံ့ပြီဆိုရင်ခောက်ဆွဲပြုတ်ထားတာလေးထည့်ပါမယ်မာမာလေးပြုတ်ပါဒါမှသူကနှက်လို့ရမှာပေါ့နော်ပြုတ်နေနှက်လို့မရပါဘူးအဲ့မှာရေခမ်းပြီဆိုရင်ချက်သွန်မိတ်ထည့်ပြီးတော့456ချက်မွေလိုက်ရပါပြီခောက်ဆွဲကြော်အပြင်ဟိုမှာကျွန်တော်ချာအနီးကောင်းကောင်းဆုံဆုံလေးတွေနဲ့နှက်ပါတော့မယ်ခင်ဗျာဒါကြက်ချင်စော်ကားလေးနဲ့စစ်မြင်းလေးနဲ့ဒီနှမျိုးလေးနဲ့တင်ကိုပြီးတယ်နော်စစ်မြင်းနဲ့ကြက်ချင်စော်ကားလေးနဲ့ရှယ်ပဲဗျာမိတ်ဆွေတို့သုံးဆောင်ကြပါအောင်